ပေါက်ကြလားတူးဒီအောင်စီပိုင်းစီနိုင်စီနဲ့လက်တွဲထားနော်ပေါက်ကြလား23ရက်နေ့တနင်္လာနေ့နက်နက်တဲနော်94 83 89ဆိုပြီးရွေးပေးထားလိုက်နော်8998ကြာသွားတယ်နော်โอเคတယ်နော်โอเคတယ်နော်မနက်က89ပေါက်တယ်နော်အဲ့မှာတေချာကြည့်အဲ့မှာ YouTube မှာတင်ထားတဲ့တေချာကြည့်ညနေကြတော့23ရက်နေ့တနင်္လာနေ့ညနေမှာ9386အပူးပါဆိုပြီးပေးထားတာဘာလေရွေးပေးထားလဲဆိုတော့တေချာကြည့်နော်50ရေ36ရေ86တဲ့3ခွက်တည်းရွေးပေးထားတာနော်10ခွက်ကို3ခွက်တည်းရွေးပေးထားတာနော်ဒဲထိုးဒဲပေးထားတာ86ဟုတ်ပါနော်မနက်ကလည်းပေါက်တယ်ညနေလည်းပေါက်တယ်နော်တူးဒီအောင်စီပိုင်းစီနိုင်စီနော်ဘိုက်ပါဦးမှတ်ထားစက်ပေါက်စီရမယ်အသေးနဲ့လိုက်နဲ့အသေးပေးထားစက်ပေါက်စီရမယ်နော်လိုက်နဲ့အသေးတာပေးထားများလေးပေးထားရှယ်ရသိတဲ့နေရာလေးကိုရှယ်ပေးနော်ဒီတစ်ပတ်ကကိုယ့်အပတ်ဖြစ်မှာမနက်ကလုံးက23ရက်နေ့နံနက်ကိုကျွန်တော်ပေးထားတာ94ရေ60ရေ50ရေ83ရေ89ရေကဏ္ဍ9ခွက်ပေးထားတာအဲ့9ခွက်ထဲမှာကျွန်တော်3ခွက်ရွေးပေးထားတယ်94ရေ83ရေ89ရေဆိုပြီးပေးထားတာ8998ကြာသွားတယ်23ရက်နေ့တနင်္လာနေ့ညနေအောင်စီပိုင်းစီနိုင်စီပေးထားတာနော်9386အပူးပါအခွေးဆိုပြီးပေးထားတာအဲ့ထဲမှာကဏ္ဍ10ကွက်ထဲမှာကျွန်တော်ပေးထားရွေးပေးထားတာ50ရေ36ရေ86ရေ3ကွက်ထဲနော်3ကွက်ထဲရွေးပေးထားတာနော်လိုက်အသေးလေးပေးထားအောင်စီပိုင်စီနိုင်စီတူးထီကိုလိုက်အသေးလေးပေးတာနော်အသေးလိုက်ပေးတဲ့လူလေးကို free ပေးပေးမယ်နော် free ပေးပေးမယ်ဒီအဘက်ကတော့ကိုယ့်အဘက်ပဲပေါက်စီရမယ်နော်ကျွန်တော်တပတ်စာအခွေလည်းတင်ထားတယ်တပတ်စာအခွေရလဲကြာအောင်ပါတူဒီအောင်စီပိုင်းစီနိုင်စီမနက်ဝညနေရောစွဲတယ်ဗျာကဲအမှန်တော့လေမဟုတ်ဘူးအမှန်ကျွန်တော်တင်ထားတဲ့ YouTube ထဲမှာဝင်ကြည့်အမှန်အဲ့မှာကြည့်လိုက်မနက်ပိုင်း89 main ကွက်အမှန်လေးရှစ်ပေးထားတယ်ညနေပိုင်း9386 50 3886အမှန်ချစ်ပေးထားတဲ့3ခွက်တဲ့ကဏ္ဍအခွေလေးလုံးအခွေ10ခွက်ကိုအပူးပါ10ခွက်ကိုကျွန်တော်ပေးထားတာကျွန်တော်ရွေးပေးထားတာက3ခွက်တဲ့86 50 36ဆိုပြီးပေးထားတာအခု80ကြောက်ကြသွားတယ်ဟုတ်တယ်နော်ကဲလိုက်အသေးပေးထား share ရတဲ့နေရာကို share ပေးထားလောက်ထားပေါက်စီရမယ်ဗျာဒီအပတ်6ဘက်ပတ်စံနာယူဖို့အစင်းစား